အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်က Louis Weston ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ rival ဆော့မှာပဲဖြစ်ပါတယ်1v1 မှာကျုံအောင်ကွာနောက်နေ့ကျရင်ရောဘာဂိမ်းတွေဆော့ပြအောင်မဲလည်းမတည်ဘူးဗျ comment မှာရေးပေးခဲ့အောင် let's go စားလိုက်အောင်ရကြားတာကွာကြားတာကွာဘာလို့โอเคပါငါတော့ chess ပဲရွေးမယ်ကွာ chessဟုတ်ကောင်129ကွာဟေ့အကောင်ဘာမှလည်းမရွေးဘူးကွာsniper shot ဒီ katana grenade ပဲရငါလုံးလောက်ကတော့ okay ဒီကောင်ဘယ်လိုလဲကွာကျမ်းမလားမသိ sniper နဲ့ပဲအရင်သွားကြည့်အောင် okay ဟာဟိုကမတက်ကြီးရနေတာနော် headshot အဲ့ကောင် line မကောင်းတာဘာတော့ဟာkatana grenade jump လောက်တော့ရော့တော့ katana နဲ့ပိုင်းကြည့် katana နဲ့ပိုင်းမယ်လား katana နဲ့ရော့ဒီတော့ grenade နဲ့ပြည့်ရဘယ်မှာပေါက်ကြရတော့ shot ဒီ katana နဲ့ခုံပါ katana နဲ့ခုံပါkatana နဲ့ခုံလေးချက်ဆိုအကောင်သေးပြီဒါမဲ့ okay လွယ်တာကွာ free win ပေးရလားမတည်ဘူးကွာလွယ်တာဟိုမှာပဲကြံနေအောင်ဟမ် sniper နဲ့ပဲ headshot လုပ်ဝင်မှာကိုကြီးတော့နော်ဟေးဟာဟိုကောင်ပြောင်းနေတယ်ဟာဟိုမှာအဲ့ကောင်ဟိုမှာအော်ငါ့ကို headshot ပါကြီးကွာတေးရောဒီကောင်ငါ့ကိုကပြနေတွေ့မယ် katana နဲ့လာ katana နဲ့ကိုမင်းကိုကျုံးပါနော် katana နဲ့ကျုံးကောဘယ်မှာလဲတော့မသိဟိုမှာပဲကောင်လေးကဟိုမှာပဲနော်မင်းတော့ကတော့တနာတယ်150 damage ကွာ headshot grenade sniper နဲ့ကျုံကောဘာလုပ်နေkatana နဲ့ကာကျင်တာတဲ့ကောင်လေးကမင်းတော့ကတော့ AC ပဲကွာအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် subscribe လေးလည်းလုပ်ပေးကြပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာဘာဗီဒီယိုတွေတင်ပြရမလဲဆိုတာလည်းပြောခဲ့ပေးပါအောင် bye bye